အားလုံးပဲမင်္ဂလာပါကဲစကားမများပဲပုံမြင်လေးစားလိုက်အောင် ပြင်ဦးလွယ်မြို့ရဲ့ကြောက်မှတ်ဖွယ်အိမ်ကြီးပြင်ဦးလွယ်မြို့ဟာမိုးခိုတစ်ပင်ကြီးတွေတောင်တန်းလှိုင်းလေးတွေကြားမှာအေးမြပြီးလှပတော့လေအချို့နေရာတွေမှာတော့အေးမြမှုတဲ့ကြောက်ရွံ့စရာအရေးတွေပိုများတတ်ပါတယ်မြို့ရဲ့အရှိဘက်လူမတော်မလာတဲ့လမ်းခွဲတစ်ခုနားမှာအင်္ဂလိပ်ခေဟောင်းအိမ်ကြီးတစ်လုံးရှိတယ်လို့လူတွေပြောကြတယ်အိမ်ကြီးဟာတန်တိုင်ဂိတ်ကြီးနဲ့ပိတ်ထားပြီးတစ်ပင်ပင်လေထဲမှာဖုံးကွယ်နေတတ်တယ်ညဘက်ဆိုရင်မီးမလင်းပဲနဲ့ပရင်းပေါက်တချို့ထဲမှာအလင်းအိမ်နဲ့တောက်ပါနေတတ်တယ်လို့လည်းဆိုကြတယ်အခန်းနံပါတ်1စူးစမ်းကျင်စိတ်နွေရာသီအနေ့မှာမိတူစားကိုလင်းနဲ့သူတို့ရဲ့တငယ်ချင်း3ယောက်ဟာစူးစမ်းလူစိတ်နဲ့အိမ်ကြီးကိုတွားကြည့်ဖို့ဆုံးဖြတ်ကြတယ်အဲ့ဒီအိမ်ထဲမှာလူမနေရင်ဘလို့ဖြစ်လို့မီးလင်းနေတာလဲမိတူစားမေးတယ်ကိုလင်းကပြုံးပြီးလူတွေမီးလင်းနေတယ်လို့ထင်ရတာပဲထင်မဲလို့ပြန်ပြောပြီးမြဲသူ့အတန်ထဲမှာစိတ်လှုပ်ရှားမှုနဲ့ကြောက်ရွံ့မှုအနှဲငယ်ပါနေတယ်ညနေမိုးချုပ်ခါနီးသူတို့၄ယောက်ဟာတန်တိုင်းဂိတ်ကိုကြော်တက်ပြီးအိမ်ဝင်းထဲဝင်သွားကြတယ်လေးတိုက်တန်းနဲ့တိတ်လျက်တွေထိခိုက်တန်ဟာတိတ်ဆိတ်မှုကိုပိုမိုကြီးမားစေတယ်အခန်းနံပါတ်2မကြားတင်တဲ့အတန်တကားကိုတွန်းဖွင့်လိုက်ခင်မှာကွက်ကွက်ဆိုတဲ့တန်ကြားရတယ်အိမ်ထဲမှာဖုံတူနေပြီးပင်ကြီးကားဟောက်တွေလိုက်ကားနဲ့အတူကျန်နေတယ်အပေါ်တက်ကနေခြေတံလိုမျိုးကြားရတယ်တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ကြည့်ကြတယ်နင်တို့ကြားလားမိတူစာလမ်းမေးတယ်ခြေတံကတဆင်းဆင်းနီးလာတယ်ဒါပေမဲ့ဘယ်သူမှမမြင်ရဘူးကိုလင်းကမီးဖိုခန်းဘက်ကိုလှမ်းကြည့်လိုက်တော့အမဲရောင်အရိပ်တစ်ခုတကားနာကနေလှမ်းလွှားသွားတာမြင်လိုက်ရတယ်သူကဘယ်သူလဲလို့អော်ပေမဲ့ပြန်អော်တယ်မရှိဘူးအခန်းနံပါတ်3မှန်ခန်းထဲကအမှန်အိမ်အနောက်ဘက်မှာမှန်ကြီးတစ်ချဲရှိတဲ့အခန်းတစ်ခန်းရှိတယ်မှန်ထဲကိုကြည့်လိုက်ချိန်မှာသူတို့၄ယောက်ရဲ့ပုံရိပ်တွေမြင်ရတယ်ဒါပေမဲ့မှန်ထဲမှာလူ9ယောက်ရှိနေတယ်နောက်ဆုံးတစ်ယောက်ကအဖြူရောင်အဝတ်ဝတ်ထားပြီးမျက်နှာမမြင်ရဘူးသူတို့နောက်မှာတိတ်တိတ်လေးရက်နေတယ်မိတူစာអော်လိုက်ချိန်မှာမှန်ထဲကအဖြူရောင်အရေးကမျက်နှာကိုတဖြည်းဖြည်းမြင်လာတာတယ်မျက်လုံးမရှိဘူးပါးစပ်ကသွေးရည်လိုစိမ့်ထွက်နေတယ်အချိန်တစ်ခဏအတွင်းမီးပိတ်သွားတယ်အခန်းနံပါတ်4ထွက်လက်မရှိတော့အိမ်သူတို့အောက်ထပ်ကိုပြေးဆင်းလာပြီးမြတကားကြီးပိတ်ထားပြီးမဖွင့်နိုင်တော့ဘူးပရင်းပေါက်တွေကလည်းတန်တိုင်နဲ့ပိတ်ထားတယ်အပေါ်ထက်ကနေတဆုံတယောက်ရဲ့အော်ထန်ကြားရတယ်မသွားနဲ့ဒီမှာပဲနေအထန်ကအမျိုးသမီးအတန်လိုပေမဲ့တစ်ချိန်တည်းမှာပဲအများကြီးစိတ်ရင်းနေတယ်လို့ဖြစ်တယ်ကိုလင်းကမျက်လုံးပိတ်ပြီးလက်တွဲကြသူတို့လက်တွဲပြီးမျက်လုံးပိတ်လိုက်ချိန်မှာလေးတစ်ချက်တောက်ကတိုက်သွားတယ်လို့ခံစားရတယ်အခန်းနံပါတ်5နောက်ဆုံးအမှန်တရားမနက်ခင်းအလင်းတောင်နဲ့အတူသူတို့ဟာအိမ်ဝင်းအပြင်လမ်းဘေးမှာနိုးလာကြတယ်အိမ်ကြီးကိုပြန်ကြည့်လိုက်တော့အိမ်မရှိတော့ဘူးတစ်ပင်ပင်လန်းနဲ့မြက်ပင်းတာရှိတယ်နောက်နေ့မှာမြို့ထဲကလူကြီးတယောက်ကပြောပြတယ်အဲ့ဒီနေရာမှာအင်္ဂလိပ်ခေတ်တုန်းကမိန်းကလေးတယောက်မတရားသေဆုံးခဲ့ပြီးသူ့အိမ်ဟာမီးလောင်ပျက်စီးသွားခဲ့တယ်လို့ဒါပေမဲ့မိသူစားရဲ့ဖုန်းထဲမှာညားကသူတို့၄ယောက်အိမ်ရှိမှရိုက်ထားတဲ့ပုံတစ်ပုံရှိနေတယ်ပုံထဲမှာလူ9ယောက်နောက်ဆုံးတစ်ယောက်ကအဖြူရောင်အဝတ်ဝတ်ထားပြီးမျက်နှာမမြင်ရဘူးသူတို့နောက်မှာတိတ်တိတ်လေးရက်နေတယ်ပြင်ဦးလွင်မြို့ရဲ့အေးမြတဲ့လေထဲမှာတော့အချို့အရာတွေဟာမအေးမြနိုင်ဘူးညဘက်ပြင်ဦးလွင်ကိုတွားလေမယ်ဆိုရင်တစ်ပင်အရေးသေးကအိမ်ဟောင်းတွေကိုမကြည့်မိပါစေနဲ့ဘာလို့လဲဆိုတော့ရင်ကြည့်တဲ့အချိန်မှာပဲတစုံတယောက်လဲတင့်ကိုပြန်ကြည့်နေလို့ပါပဲ